လုံးများဖွင့်လို့ထားလေမြင်အာရုံနဲ့မမေကိုမြင်နေရှင်မထားစနာမင်းကနေရယူထားရဲ့ပေါ်ဘဝကိုပိုင်ဆိုထားနှလုံးသားထဲမှာတစံကြခံစားခဲ့ရတော့ဝမ်းနဲ့လို့လာတဲ့အချမ်းသာရှင်မကိုချစ်ခွဲအိမ်မထဲရင်ခေါင်းစင်ချမ်းသာသူလေးရှိရဲ့ချင်းမဲ့သူတွေများ